အားလုံးပဲမင်္ဂလာပါဘော်ဒါတွေဒီနေ့ဘော်ဒါတွေပေါက်တယ်နော်မနေ့ခင်းရောညနေခင်းရောနှစ်ခါလုံးပေါက်တယ်နော်10ခွဲထဲမှာ10ခွဲလုံးမှာမနေ့ခင်းညနေခင်းရောပေါက်ကနန်းပါပါတယ်ကဲမနေ့ပြန်အတွက်21ရက်နေ့အတွက်ဆရာကောင်းကြိုက်တဲ့ထိုးရှယ်အကွက်တွေရှယ်ပေါက်မဲ့အကွက်က10ခွက်ပါပဲအဲ့ဒီ10ခွက်ကိုနီးကုန်ထိုးပေးပါနော်စကားမဆက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြပါ channel လူဦးရေတိုးလာတဲ့အမျှမိတ်ဆွေတွေအတွက်တိကျမှန်ကန်တဲ့ခဏန်းတွေကိုပုံမှုပြီးတော့ရရှိဖို့အတွက်စူးစမ်းလုပ်ပြပါမယ်နော်ကဲကျွန်တော်ကြိုက်တဲ့ခဏန်း10ခွက်ကတော့ဘာဖြစ်မလို့33686969695456446ဖြစ်ပါတယ်ပေါ်တာတွေမနေ့ပြန်နောက်ဆုံးပိတ်အိတ်နဲ့လွယ် share ပေါက်ပါစေဗျာမနေ့ပြန်ကြရင်ဒီပေါ်တာတွေဒီထက်မကတော့ပါစေကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြပါကျေးဇူးတင်ပါတယ်